အန်ဒီတို့ကမင်းကိုအဝေပြတ်ဆွန့်လွတ်လိုက်တယ်ဆိုပေမဲ့အောင်စီကတော့မမကြီးအတွက်မောင်လေးတယောက်လိုပဲလေမောင်လေးရဲ့ရွေးချယ်မှုမောင်လေးရဲ့ချစ်ချင်းတွေနဲ့ဆုံးဖြတ်ထားတဲ့အရာမမကြီးကတမိုးထားအောင်မှာပေါ့ဒါကြောင့်မမကြီးကလေမောင်လေးလိုအပ်မဲ့ထင်လို့ကူညီပေးတာครับရပါတယ်မမကြီးကျွန်တော်မယူပါဘူးအော်ဒီလိုတော့လည်းပဲဟုတ်ပါမလဲငါမောင်ရဲ့မင်းကအခုချိန်မှာအလုပ်လည်းရှိသေးတာမဟုတ်ဘူးခုချိန်မှာမင်းကအိမ်အောင်တဲ့တယောက်ဖြစ်သွားပြီအိမ်အောင်တဲ့ယောက်ျားဆိုတာဦးစီးဦးဆောင်မှုကလိုအပ်တယ်လေ100 ရာခိုင်နှုန်းတဘာဝ organic ဖြစ်နေတယ်စိတ်ချရဆုံး baby mine cream လေးလိမ့်လိုက်တာနဲ့တားရည်လေးကနုနုညံ့ညံ့နဲ့ဆူဆူအီအီလေးဖြစ်သွားပြီလေဒါကြောင့် is လေးတွက်ဆိုရင် baby mine နဲ့အမြဲရွေးချယ်ဖြစ်တာပေါ့မမကြီးကလေမင်းအတွက်အစီအစဉ်တခုစီစဉ်ပေးမှာပါဘာမှအားမရနဲ့နော်ငါမောင်နော်မင်းတခုလိုအပ်တယ်ဆိုလို့ရှိရင်မမကြီးအချိန်ကြီးဆက်သွယ်လိုက်ကြားလားကျေးဇူးတင်ပါတယ်မမကြီးကျွန်တော်ချစ်လို့ကျွန်တော်ရွေးချယ်ခဲ့တဲ့လမ်းကိုကျွန်တော်မောင်နှမတွေကျွန်တော်မိသားစုတွေကကျွန်တော်စွန့်ပစ်လိုက်ကြပြီလို့ထင်တာအခုလိုမမကြီးကျွန်တော်ကိုငါတွေ့ပေးတာနဲ့ကျွန်တော်အတွက်အမတယောက်ကပေးတဲ့စိတ်ဓာတ်ပေါ်ရပါတယ်မမယုတ်တာမင်းလိုအပ်တဲ့အချိန်မှာဆက်သွယ်လိုက်နော်